ဒီကနေ့ဘုန်းကြီးတို့နေထိုင်ကြတဲ့ကဘာကြီးရဲ့နောက်ဆုံးနေ့ဟာဘယ်ပုံပဲနည်းနဲ့စခန်းသိမ့်မယ်ဆိုတာဘုရားမြတ်စွာကအင်္ဂုတ္တရနိကေတတ္တကနိပါဒတတ္တသူရိယသုတ်တံမှာဟောထားတာရှိပါတယ်ထိုတတ္တသူရိယသုတ်တံကိုဘုန်းကြီးတို့ကယနေ့ကဘာကြီးနောက်ဆုံးနေ့များဆိုတာဟောကြားမှာဖြစ်ပါတယ်မြတ်စွာဘုရားကိုယ်တိုင်ကယနေ့ကဘာကြီးရဲ့နောက်ဆုံးစခန်းသိမ့်မဲ့အခြေအနေဘယ်အရာပဲဖြစ်ဖြစ်နောက်ဆုံးနေ့ဆိုတာလာမှာကြည့်ပါမယ်ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တွေရောဘဝတစ်ခုရဲ့နောက်ဆုံးနေ့ဆိုတာမရှိဘူးလားရှိတယ်နော်နေမင်းကြီးဟာအရှင်လောကရကထွက်လာပြီးတော့သူ့ရဲ့နောက်ဆုံးနေဝင်ချိန်ဆိုတာမရှိဘူးလားလာမင်းကြီးကလည်းအရှင်လောကရကထွက်ပေါ်လာပြီးစခန်းသိမ်းနဲ့လဝင်ချိန်ဆိုတာရောမရှိဘူးလားဘုရားမြတ်စွာကဒေသနာတော်တွေထဲမှာသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရမှန်သမျှဟာဘယ်အရာမှမြဲနေတာမရှိဘူးတဲ့အဖြစ်ရှိရင်အပြတ်မှာသခန်းသိမ်းမှာပဲအတက်ရှိရင်လည်းအကျမှာသခန်းသိမ်းမှာပဲဘယ်အရာပဲဖြစ်လာရင်ပြတ်ဖို့လူတွေရဲ့ခန္ဓာကိုယ်လည်းကြည့်ဝိဖွားခြင်းရဲ့နောက်ဆုံးဟာသိဆုံးခြင်းပဲမဟုတ်လားလှပခြင်းရဲ့နောက်ဆုံးဟာပုံမင်းခြင်းပဲမဟုတ်လားဒီတိုင်းပဲသွားတာအသက်ရှင်ခြင်းရဲ့နောက်ဆုံးဟာဘာလို့သိဆုံးခြင်းပါပဲကျမ်းမာခြင်းရဲ့နောက်ဆုံးကလည်းယောဂဖြစ်ခြင်းပါပဲအလုံးဟာအစရှိတာနဲ့တပြိုင်နက်အဆုံးဆိုတာသိချာပေါက်လာမှာပဲအခုဘုန်းကြီးတို့တရားဝဲကြီးစတင်နေပြီဘုရားမြတ်စွာရဲ့မဟာကရုဏာကုံအာယုံပြုပြီးတော့ဝန္ဒနာပဏာမအတိတဂါထာကိုရွတ်ဆိုခြင်းဖြင့်တရားဝဲကြီးဟာစတင်လိုက်တယ်တရားဝဲကြီးပြီးဆုံးခြင်းဆိုတာမလာပဲနေမလားလာမှာပဲအဲ့တော့လောကကြီးကကြည့်မစင်ထာဝရရွေးရှားနေတာဘယ်အရာမှရပ်နေတာရဲ့လို့မရှိဘူးဘုန်းကြီးတို့တရားကျင့်ကြံသူတော်စင်ပြိဿတ်တို့ရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ဝိပဿနာဉာဏ်ဆိုတာကတော့တကယ်ကိုခဏပင်ကတခဏလေးတွင်ဖြစ်နေတာထိအောင်မြင်နိုင်စွမ်းရှိတဲ့ဝိပဿနာဉာဏ်အဲ့ဒီဉာဏ်နဲ့မမြင်နဲ့အောင်စဉ်းစားပြီးတော့ကြည့်ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးရဲ့ရွေးရှားနေတဲ့သဘောလေးကိုနည်းနည်းအာရုံစိုက်ပြီးတော့ကြည့်လိုက်လူတိုင်းဟာမိခင်ဝမ်းကနေကျွတ်လာတဲ့အချိန်ဟာအင်မတန်သေးငယ်တဲ့ကလေးလေးဘဝပဲဟုတ်ကဲ့ထိုကလေးလေးဘဝကတစားကြီးလာလိုက်တာဒါရွေးရှားနေတာမဟုတ်လားအဲ့ဒါလိုရွေးရှားနေတာဟာခုံတယ်လို့ချက်ချင်းခုံပြီးတော့သွားတာမဟုတ်ဘူးစက္ကန့်ပိုင်းနဲ့အများရွေးနေတာဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်ဒီလူပြိုရာကနေအိုမင်းရာသို့ရွေ့နေတယ်။အိုမင်းရာကနေပြီးတော့သိဆုံးရာသို့ရွေ့တယ်။အမြဲတမ်းရွေ့နေတာဒီသဘောတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအနိစ္စသဘာဝမမြဲတဲ့သဘောတွေကိုထင်ရှားပြလို့ရဟောဒီတတ္တသူရိယသုတ်တံယနေ့ကဘာကြီးဟာလည်းမြည်မြပဲကြားကြနောက်ဆုံးကြတော့အဆုံးသတ်ဆိုတာလာမှာပဲလို့